အားလုံးမင်္ဂလာပါယနေ့ထိတောင်တက်ရှိခွင့်ပေးတဲ့ဘုရားသခင်ကြီးစုတော်ကိုထူးရဲ့ချီးမွမ်းပါတယ်ဘုရားသခင်နာမတော်ဒီတာရင်ဘုန်းကြီးပါစေချစ်တော်ဓမ္မမိတ်ဆွေများအားလုံးဒီလဲသခင်ရှုခရစ်၏ကျေးဇူးတော်နဲ့ညီသက်ရှင်ကောင်းကြီးမင်္ဂလာများခံစားကြပါစေကျွန်တော်တို့နှိမ့်ချခြင်းနဲ့သက်ဆိုင်တဲ့ကြံချက်လေးကိုလေ့လာနေတာဖြစ်ပါတယ်ဒီနေ့လည်းတစ်ဖန်ဘုရားသခင်ချင်းပေးတဲ့အတွက်နေရှာချင်းတဲ့သက်ဆိုင်တဲ့ကြံချက်ကိုအနှဲငယ်ဖတ်ချင်ဖြစ်ခွာယူကြပါစို့ရှင်ယာကိုအခန်းကြီးလေးပိုင်းငယ်30ဖြစ်ပါတယ်ဘုရားသခင်စစ်တော်၌ကိုနေချကြလောတို့ပြုလင်တင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်အာမင်ဘုရားသခင်တို့ပါတော်အဖြစ်အလောပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေဘုရားသခင်ရှိတ်မှာနေချခြင်းအဖြစ်အသက်ရှင်ပါတို့ပြုလင်တင်တို့ကိုချီးမြှောက်တော်မူမည်လို့ရေးထားတာတွေ့ရပါတယ်အာမင်နေချတော်သူဆိုတာကိုနေကြအောင်နေတာကိုပြောနေတာမဟုတ်ပါဘူးနေချတော်သူဆိုတာကိုရှုတ်ချနေတာကိုလည်းပြောနေတာမဟုတ်ပါဘူးနေချတော်သူဟာကိုအသက်ရှင်ခြင်းတလို့ဖြစ်တလို့အသက်ရှင်တာကိုပြောနေတာလည်းမဟုတ်ပါဘူးနေချတော်သူဟာဘုရားသခင်ကိုယုံတည်ကြောက်ရွံ့တော်သူနေချတော်သူဟာဘုရားသခင်ကိုကိုးစားတော်သူနေချတော်သူဟာဘုရားသခင်ကိုမျှော်လင့်တော်သူဖြစ်ပါတယ်အာမင်ပြီးတော့နေချတော်သူဟာသူတပါးဒီကိုထက်တာ၍ကောင်းမြတ်ပါတယ်သူတပါးဟာကိုထက်တာပါတယ်သူတပါးကိုဦးစားပေးတတ်တဲ့သူတပါးကိုလေးစားတတ်တဲ့သူတပါးကိုချစ်ခင်တတ်တဲ့သူကိုလည်းနေချတော်သူလို့ပြောနေတာဖြစ်ပါတယ်အာမင်ပြီးတော့နေချတော်သူဟာအားနေတဲ့သူလည်းမဟုတ်ပါဘူးအားငယ်တဲ့သူလည်းမဟုတ်ပါဘူးအားနေနေတဲ့သူတွေအားငယ်နေတဲ့သူတွေကိုဖေးမတဲ့သူဖြစ်ပါတယ်အာမင်ဒါကြောင့်နေချခြင်းအသက်တာနဲ့အသက်ရှင်တော်သူကိုအခြေတန်လင်ဘုရားသခင်ချီးမြှောက်တော်မူမည်လို့ပြောပါတယ်ထိုနည်း၎င်းပဲနေချခြင်းရဲ့ရလဟာအလွန်ကြီးမားတဲ့ဘွဲ့နာမဖြစ်ပါတယ်အာမင်ပြီးတော့ရှင်မတ်တဲ့အခန်းကြီး9အပိုင်းငယ်3မှာရေးထားတာစိတ်နှလုံးနှိမ့်ချတော်သူသည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏လို့ရေးထားပါတယ်တခင်ရှုကရှင်မတ်တဲ့အခန်းကြီး9ကနေအခန်းကြီးခွန်အထိတောင်ပေါ်ဒေသနာဝင်ငါထားတာရှိပါတယ်ရှင်မတဲ့အခန်းကြီး9အပိုင်းငယ်1ကနေစပြီးမှတောင်ပေါ်တက်ပြီးတောင်ပေါ်ဒေသနာကိုဝင်ငါခဲ့ပါတယ်ထိုတောင်ပေါ်ဒေသနာကိုဝင်ငါခဲ့တဲ့အချိန်မှာပထမဦးဆုံးဝင်ငါခဲ့တဲ့စကားလုံးဟာစိတ်နှလုံးနှိမ့်ချခြင်းအကြောင်းဖြစ်ပါတယ်အာမင်နှိမ့်ချခြင်းအတ္တဟာဘယ်လောက်အရေးကြီးလဲဆိုတာဘုရားသခင်ကကိုယ်တိုင်အသိဆုံးဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ဖြစ်တဲ့သခင်ယေရှုဟာနှိမ့်ချသောအတ္တနှိမ့်ချသောစိတ်နှလုံးအကြောင်းကိုပထမဦးဆုံးပြောထားတာကိုတွေ့ရပါတယ်အာမင်ကျွန်တော်တို့တမန်ကျမ်းစာတစ်လျှောက်လုံးကိုလေ့လာတဲ့အခါမှာတမန်ဟောင်းကျမ်းမှာပါတဲ့ယောသအကြောင်းကိုလည်းကျွန်တော်တို့လေ့လာတဲ့အခါမှာယောသဟာနှိမ့်ချသောသူဖြစ်ပါတယ်ဘုရားသခင်ကိုကိုးစားတော်သူဖြစ်တယ်ဘုရားသခင်ကိုယုံတည်တော်သူဖြစ်တယ်ဘုရားသခင်ကိုကြောက်ရွံ့တော်သူဖြစ်တယ်သူတပါးသူ့ကိုမကောင်းတာလုပ်ရင်လည်းတီးခံတယ်ဘုရားသခင်ကိုပဲမျှော်လင့်တယ်သူတပါးသူ့ကိုအမျိုးမျိုးတိုက်ခိုင်းလည်းတီးခံတယ်ဘုရားကိုပဲမျှော်လင့်တယ်ဘုရားကိုပဲကိုးစားတယ်သူတပါးသူ့ကိုထောင်ချရင်လည်းဘုရားကိုကိုးစားတယ်ဘယ်လိုနေရာမျိုးမှာပဲရောက်နေသည်ဖြစ်စေဘုရားသခင်ကိုကိုးစားတယ်ဘုရားသခင်ကိုယုံတည်တယ်ဘုရားသခင်ကိုကြောက်ရွံ့တယ်ဒီအရာဟာနှိမ့်ချခြင်းအတ္တဖြစ်ပါတယ်ယောသရဲ့အတ္တမှာနောက်ဆုံးမှာအေဂျစ်နိုင်ငံအလုံးဟာယောသလက်အောက်ရောက်သွားပါတယ်ရှင်မတ်တဲ့အခန်းကြီး9ပိုင်းငယ်3မှာရေးထားသလိုကောင်းကင်နိုင်ငံတော်ဒီထိုသူတို့၏နိုင်ငံဖြစ်၏လို့ပြောထားသည်နည်းတူအေဂျစ်နိုင်ငံသည်
ယောသရဲ့နိုင်ငံဖြစ်သွားတာဖြစ်ပါတယ်အာမင်ဒါကြောင့်ယောသရဲ့တက်တာကိုလေ့လာရင်နှိတ်ချခြင်းတက်တာနဲ့ဘုရားကိုကိုးစားခြင်းဘုရားကိုမျှော်လင့်ခြင်းဘုရားကိုကြောက်ရွံ့ခြင်းတက်တာတွေကောင်းကောင်းမြင်လာရမှာဖြစ်ပါတယ်အေဂျစ်နိုင်ငံမှာယောသဟာဘယ်သူမှမရဘူးတဲ့ဘွဲ့နာမကိုသူရခဲ့ပါတယ်ကမ္ဘာပေါ်မှာဘယ်သူမှမရဘူးတဲ့ဘွဲ့နာမကိုယောသရခဲ့ပါတယ်ထိုနည်း၎င်းပဲချစ်တော်ဓမ္မမိတ်ဆွေများဘုရားသခင်ဟာနှိတ်ချသောအသက်တာကိုအလွန်ကြိုက်နေတဲ့သောဘုရားဖြစ်ပါတယ်အလွန်လုံချင်သောဘုရားဖြစ်ပါတယ်နှိတ်ချသောအသက်တာဖြစ်အသက်ရှင်သောသူကိုဘုရားသခင်အယံနှိမ့်သက်ပါတယ်နှိတ်ချသောအသက်တာနဲ့အသက်ရှင်သောသူကိုအခြေတန်လင်ဘုရားသခင်ချီးမြှောက်မှာဖြစ်ပါတယ်အာမင်ဒါကြောင့်ဒီညနှုတ်ကပတ်တော်ကြားရတဲ့အတိုင်းသာသမီတယောက်ရှိတိုင်းဒီလဲနှိတ်ချသောအသက်တာနဲ့အသက်ရှင်နိုင်သောယုံကြည်သူများဖြစ်ကြပါစေလို့နှုတ်ကပတ်တော်အားဖြင့်ဝင်ငါပါတယ်အားလုံးပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေ